ကဲဒီနေ့10ရက်မြောက်တဲ့နေ့မှာတော့အရင်လိုပဲလှလှပပလန်းဆန်းဆန်းလေးနဲ့မွေးနေ့ပွဲလေးသွားဖြစ်တယ်ပေါ့နော်မနက်ပိုင်းမှာတော့ကျမကထမင်းနဲ့ဟင်းနေမစားကြင်လို့ပေါ့နော်ရန်ကင်းမှာရှိတဲ့ဒီအတုပ်ဆိုင်လေးမှာပေါ့သွားစားဖြစ်တယ်အဲ့ဒါကပဲသွေးတုပ်ဟိုဘက်ကပဲပြားတုပ်တို့ဘူးတုပ်ဒီဘက်ကကျတော့ငဖဲဘေးပွဲလေးကကြတော့ရှောက်တီးတုပ်ကတော့တော်တော်ကောင်းတာကွယ်စားရတာရှယ်ပဲအမှသွားစားဖြစ်တယ်ပေါ့နော်အမှစားပြီးတော့ညနေရောက်တော့အိမ်ပြန်ရေမိုးချိုးရှိုးစမိုးလုပ်ပြီးတော့ညီမလေးရဲ့မွေးနေ့ပွဲပေါ့နော်ဂျယ်လေးရဲ့မွေးနေ့ပွဲကိုသွားဖြစ်တယ်ရင်မကတော့နာနေသေးရပေါ့နော်အင်ကြီးကလည်းနည်းနည်းကြက်တဲ့အတွက်ကြောင့်ရင်မက်ကိုပို့ပြီးတော့စုထားတယ်လို့ဖြစ်တဲ့အတွက်တင်းပြီးတော့နာတယ်နှာခေါင်းကကြတော့မြင်တဲ့အတိုင်းပဲပေါ့နော်ဒီထိပ်ပိုင်းလေးကရောင်နေတာမကြဘူးအဲ့လိုမျိုးဖောင်းဘေးတိုက်ကျင်ပိုတိတာတယ်ပေါ့ပြီးတော့ Happy birthday အော်ပြီးတော့ပြန်လာခဲ့ပါတယ် Bye bye